Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အာလူထမင်းနယ်လေးလှူစားမလို့ပေါ့နော်မနက်စာကိုအာလူထမင်းနယ်လေးလှူစားပါမယ်ရှင်အာလူထမင်းနယ်အတွက်ကိုကျွန်မအာလူကို40သားလောက်သုံးလိုက်ပါတယ်ပြီးတော့ကိုလိုချင်တဲ့အနေထားလောက်လေးတွေတုံပြီးတော့တက်ရှင်းစင်ချင်အောင်ရင်းနဲ့စီကြောထားလိုက်ပါမယ်ရှင်ကျွန်မကတော့အာလူကိုညာရဲရပေါင်းထားလိုက်တာပေါ့နော်နောက်တစ်နေ့မနက်မှာမနက်စာဖြစ်အာလူထမင်းနယ်လှူစားမှာဖြစ်တဲ့အတွက်ညာရဲကနေတေချာပေါင်းထားလိုက်တယ်ပေါ့နော်မနက်ကြလို့ရှိရင်မနက်စာစားမှဖြစ်တဲ့ခါကျတော့ကျမလေးအာလူကိုနိုးဣနေအောင်ချက်လို့ရှိရင်အချိန်ကြာသွားမှဆိုတော့ကြောင့်ညာထဲကနေနိုးဣနေအောင်ပဲပေါင်းထားလိုက်ပါတယ်ရှင်။အဲ့တော့အာလူကိုတန်းရှင်းစင်ကြအောင်ဆေးကြောပြီးပြီဆိုရင်တော့ရင်းနှီးပွက်ဆူရဲ့ပုံမှာကျမတို့တွေအာလူလေးကိုနိုးဣသွားတဲ့အနေထားလောက်ထိပေါင်းသွားလိုက်ပါမယ်ရှင်။ဒီညမှာအာလူပေါင်းရတာလှုပ်ရှုပ်တဲ့ဆိုလို့ရှိရင်ပေါ့နော်ကိုစားကန်ဒီတော့မှပဲအာလူကိုနိုးဣသွားအောင်ချက်လေးရပါတယ်ရှင်။ကဲအခုဆိုလို့ရှိရင်တော့အာလူလေးကနိုးဣသွားပါပြီဒါဆိုလို့ရှိရင်တော့ကျွန်မမနက်ကြလို့ရှိရင်အာလူကိုတည်တံချက်ယုံလေးပဲပေါ့နော်အကြိုက်ချက်စရာမလိုတော့ပါဘူးရှင်ကဲနောက်တစ်နေ့မနက်မှာတော့ကျွန်မပစွန်ချောက်ကိုတက်ရှင်းစေခြင်းအောင်စီကြောပြီးတော့ထောင်းထားလိုက်ပါမယ်ဒီညမှာပစွန်ချောက်ကကျွန်မထည့်ပြီးတော့စားခြင်းလို့ပေါ့နော်ထောင်းထားလိုက်တာပါမထည့်ခြင်းတဲ့သူကမထည့်လေးရပါတယ်ရှင်ပြီးတော့ရေထမင်းပူလေးတည်ထားတယ်ပေါ့နော်ထမင်းပူလေးကိုကျမတို့နည်းနည်းလေးအေးခံထားလိုက်ပါမယ်ဖြန့်ပြီးတော့လေကဲပြီးပြီဆိုလို့ရှိရင်တော့အာလူကိုပြင်ဆင်ပါတော့မယ်အာလူထမင်းနေမှာဖြစ်တဲ့အတွက်ကျမကဒီစီကိုလည်းအကုန်သုံးပါဆိုတော့လေစီကိုလည်းချိန်ပြီးထည့်ထားလိုက်ပါတယ်စီရဲကိုစနွေးမုံလေးထည့်ပါမယ်ပြီးသွားရင်တော့တပြားရိုက်ထားတဲ့စက်သွန်ဖြူလေးကိုပါထည့်လိုက်ပါမယ်စက်သွန်ဖြူထည့်ပြီးပြီဆိုတော့ကျမတို့ခုနကထောင်းထားတဲ့ပစိုးကြောက်ကလေးပါတခါတည်းထည့်ပြီးတော့လှိတ်သွားလိုက်ပါမယ်ရှင်ပစွန်ကြောက်ကိုဒီမှာတခါရဲပေါ့နော်အာလူနဲ့ထည့်ပြီးတော့မချက်လဲပဲပေါ့နော်ကျမတို့အာလူထမင်းနေပြီးတော့မှပစွန်ကြောက်ကိုအပေါ်ကဖြူလဲရပါတယ်ရှင်ကျမကတော့ထမင်းပေါ်မှာပစွန်ကြောက်ကလေးဖြူတာတဲ့ဒီလိုမျိုးတခါရဲအာလူနဲ့ထည့်လိမ့်လိုက်တာကိုပို့ပြီးတော့အဆင်ပြေလို့ကျမတခါရဲပဲထည့်ကြောလိုက်ပါမယ်နော်အဲ့တော့ပစွန်ကြောက်တွေရောစက်သွန်ဖြူတွေရောချက်သွားတဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့အာလူလေးထည့်လိုက်ပါမယ်ရှင်အာလူကပေါင်းထားတဲ့အတွက်ကျမတို့အကြာကြီးချက်စရာမလိုတော့ပါဘူးရှင်တော့အာလူနဲ့ပေါင်ပစ္စည်းလေးအားလုံးကြောသမားသွားအောင်တေချာလေးလှိတ်သွားလိုက်ပါမယ်ရှင်အဲ့တော့အာလူကိုမပေါင်းလာတဲ့သူကတော့ဒီနေရာမှာကျမတို့ရေလေးထည့်ပြီးတော့ချက်လို့ရတယ်ပေါ့နော်ရေထည့်ပြီးတော့အာလူနှုတ်ပြီးသွားအောင်ချက်လို့ရပါတယ်ရှင်အရသာနည်းနဲ့ကတော့စားထည့်ပါတယ်ချုံမုတ်ထည့်ပါတယ်ခရူးစီလေးအနေငယ်ထည့်လိုက်ပါတယ်ရှင်ရတာတွေအားလုံးထည့်ပြပါပြီဆိုလို့ရှိရင်တော့တေချာလေးရောသမမွေးသွားအောင်လှိပ်ပြီးတော့ကျွန်တော်တို့အဖုံးလေးအုပ်ပြီးတော့အနှဲငယ်စုပွက်လာတဲ့အနေထားလောက်ထိပဲပေါ့နော်ချက်သွားလိုက်ပါမယ်ရှင်ကျွန်တော်ခုနကပြောသလိုပဲပေါ့နော်မပေါင်းထားတဲ့သူဆိုလို့ရှိရင်ဒီညမှာရေလေးထည့်ပြီးတော့နိုးဤသွားတဲ့အနေထားလောက်ထိချက်သွားလိုက်လို့ရပါတယ်ရှင်ကျွန်မကျတော့မနက်စာဖြစ်တဲ့အခါကျတော့လေအကြာကြီးချက်မနေချင်တာနဲ့ညာရဲကပေါင်းထားလိုက်ပြီးတော့တခါတည်းအစင်းသစ်လောက်ထားလိုက်တော့ခဏလေးပဲပေါ့နော်စူပွက်တဲ့အနေထားလောက်ဆိုလို့ရှိရင်တော့ရသွားပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်အာလူထမင်းနယ်ဖို့အတွက်ကအာလူလေးကအဆင်သင့်ဖြစ်သွားပါပြီရှင်ဒါဆိုလို့ရှိရင်တော့အာလူထမင်းနယ်ဖို့အတွက်ပြင်ဆင်လိုက်ပါမယ်ရှင်နေလိုက်ပါတော့မယ်ကျွန်မကအိမ်မှာအားလုံးပေါင်းလူက9ဦးစာဖြစ်တဲ့အတွက်ထမင်း3လုံးလောက်ပေါ့နော်ထမင်း3လုံးချက်ဆိုလို့ရှိရင်ကျွန်တော်ဒီအာလူ40သားလောက်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အာလူများများလေးစားရတယ်ပေါ့နော်အဲ့တော့ကျွန်မချက်ထားတဲ့အာလူတွေအကုန်လုံးထည့်နေလိုက်လို့ရှိရင်ဒီထမင်းနဲ့ဆိုလို့ရှိရင်ကိုလုံးဝကွက်တီပါပဲရှင်ငံလေးလို့လို့ရှိရင်တော့ကျွန်တော်တို့စားလေးထည့်ရုံပဲပေါ့နော်ကျန်တာဘာမှထည့်စရာမလိုတော့ပါဘူးရှင်ထမင်းကအေးခန္ဓာတော့မှထမင်းကလည်းပူရဲအာလူကလည်းပူတဲ့ခါကျတော့လေအရန်မနေနိုင်ပါဘူးရှင်ကျမတို့အာလူလေးအေးနေဆိုလို့ရှိရင်အာလူလေးတွေခြေလို့ကောင်းတယ်ပေါ့နော်တချို့တစ်ဝက်လေးကိုခြေတချို့တစ်ဝက်လေးကိုအတုံးလိုက်လေးထားစားပေါ့နော်အရန်စားလို့ကောင်းပါတယ်အရန်ပူနေတဲ့ခါကျတော့ကျမအဆင်ပြေသလိုလေးတော့ခြေလိုက်ပါတယ်ရှင်ပြီးမှရတာလေးမြည်ဆန်းလိုက်ပါမယ်စားလေးလိုတဲ့ခါကျတော့စားလေးနေငယ်လောက်ထည့်လိုက်မယ်ပေါ့နော်下次呢？他说哪些特别？你那个不干啥？对，还记得也做完了，这个也。
ကျောင်းမှာတည်းကကျောင်းမှာစားရရတယ် ရှင်းနေကြတယ် ဟုတ်ကျောင်းမှာတော့ရအရှင်းနဲ့စားရတယ် အဲ့ဒါမဟုတ်ဘူးရှင်းနေတယ်ဒီတိုင်းစားပို့ရတယ် နောက်မှဆက်မောင်ထမင်းနဲ့ရှိဘူးမကြော်တဲ့ဟို ကျမတို့ပြီးလို့ဘာလို့နေနေဒီကွနေလဲ ကျမမိသားစုကတော့အာလူထမင်းနဲ့စားနေတော့မှပဲကျမတို့ထမောင်ထမင်းနယ်တွေရောငါးထမင်းနယ်တွေရောလုပ်ယူခိုင်းနေပါသေးတယ်ရှင်အဲ့တော့ထပ်ပြီးရထမင်းနယ်တွေကလာဖို့အစီအစဉ်ရှိပါတယ်ရှင်ဒါကတော့ထုံးစံတိုင်းမျိုးသားကိုပို့ဖို့အတွက်ဆိုင်အောင်ထည့်ပေးဖို့အတွက်ဘူးနဲ့ထည့်နေတာပါရှင် ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ထပ် vlog မှာပြန်တွေ့ပါမယ်နော်